တခါကတက္ကသိုလ်ကျောင်းသားလေးဂျူလီယန်ဟာသူ့ရဲ့ဥယျာဉ်ထဲမှာဝမ်းနဲ့ပလက်ကိုကျွေးနေခဲ့ပါတယ်။သူမကကျွန်တော်ကိုအနီရောင်နှင်းစီးတပွင့်ပေးရင်ကျွန်တော်နဲ့အတူကဝဲမှာကမယ်လို့ကတိပေးခဲ့တယ်။ဒါပေမဲ့ကျွန်တော်ဥယျာဉ်ထဲမှာအနီရောင်နှင်းစီးတပွင့်မှမရှိဘူးပဲလို့သူကညှိတွားနေပါတယ်။သူ့ရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေပြည့်ရှမ်းနေပြီးစအုပ်တွေကြားမှာအချစ်ကိုရှာမတွေ့နိုင်ခဲ့တဲ့အတွက်စိတ်ပြက်နေရှာပါတယ်။ထိုစဉ်တပိတ်ပင်ကြီးပေါ်မှာနားနေတဲ့တေးတန်ရှင်ငှက်ကလေးလာယာဟာဂျူလီယန်ရဲ့စကားတွေကိုကြားတော့ပါတယ်။ဒါဟာစစ်မှန်တဲ့ချစ်သူတယောက်ရဲ့အတန်ပဲငါတချင်းဆိုတိုင်းချီကျူးခဲ့တဲ့အချစ်ဆိုတာဒါမျိုးဘောလို့လာယာကတွေးမိပါတယ်။သူမဟာဂျူလီယန်ရဲ့ပူဆွေးမှုကိုမြင်ရတဲ့အခါစာနာစိတ်တွေတဖွာဖွာပေါ်ပေါက်လာပြီးသူ့အလိုရှိတဲ့နှင်းစည်းနီကိုကူညီရှာဖွေပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။လာယာဟာဥယျာဉ်အလဲမှာရှိတဲ့နှင်းစည်းပင်ဖြူကြီးစီကိုပြန်တန်းသွားပြီးကျေးဇူးပြုပြီးကျမကိုအနီရောင်နှင်းစည်းတစ်ပွင့်ပေးပါကျမတင့်ကိုအသာရဆုံးတဲတန်တွေနဲ့ဖျော်ဖြေပါမယ်လို့တောင်းဆိုပါတယ်။ဒါပေမဲ့နှင်းစည်းပင်ဖြူကြီးကငါရဲ့နှင်းစည်းတွေကပင်လယ်ရေမြုပ်ထက်တောင်ဖြူစင်နေမင်းလိုအပ်တဲ့အနီရောင်နှင်းစည်းကိုတော့ငါမပေးနိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်။လာယာဟာနောက်ထပ်နှင်းစည်းဝါကြီးစီကိုပြန်သွားပြန်ပါတယ်။ကျမကိုအနီရောင်နှင်းစည်းတပွင့်လောက်မေးနိုင်မလားလို့မေးတဲ့အခါနှင်းစည်းဝါကြီးကငါနှင်းစည်းတွေကပယံကြောက်ထက်ပိုဝါတယ်။ဒါပေမဲ့ငါအကိုဖြစ်တဲ့အနီရောင်နှင်းစည်းပင်စီကိုတွားကြည့်ပါလို့လမ်းညွှန်ပေးလိုက်ပါတယ်။နောက်ဆုံးမှာဂျူလီယန်ရဲ့ပဒင်းပေါက်အောက်ကနှင်းစည်းအိုကြီးစီကိုရောက်သွားပါတယ်။ဒါပေမဲ့အဲ့ဒီအပင်ဟာစောင်းရသည့်တန်းကြောင့်ခြောက်သွေ့နေပြီးပန်းတပွင့်မှမပွင့်နိုင်တော့ပါဘူး။အပင်အိုကြီးကအနီရောင်နှင်းစည်းပွင့်ခြင်းရဲ့နီးလန်းတစ်ခုပဲရှိတယ်။အဲ့ဒါကတော့လော့ရွံအောက်မှာမင်းရဲ့နှလုံးသွေးနဲ့ပြေးဆက်ပြီးတချင်းဆိုမှပွင့်လာမှာပါလို့လေတံတိုးတိုးနဲ့ပြောပြလိုက်ပါတယ်။အချစ်ဟာအသက်ထက်ပိုအဖိုးတန်တယ်လို့လိုင်ယာကတွေးလိုက်ပါတယ်။သူမဟာဂျူလီယန်စီကိုပြန်သွားပြီးဝဲမနေပါနဲ့တော့အရှင်အနီရောင်နှင်းစီရစေရပါမယ်လို့ပြောလိုက်ပေမဲ့ဂျူလီယန်ကတော့ငှက်ကလေးရဲ့စကားကိုနားမလည်ခဲ့ပါဘူး။သူကတော့သူ့ရဲ့စာအုပ်တွေထဲမှာပဲအာယုံရောက်နေခဲ့ပြီးငှက်ကလေးရဲ့အနစ်နာခံမှုကိုလုံးဝသတိမထားမိခဲ့ပါဘူး။ညရောက်တဲ့အခါလာရွံကဥယျာဉ်ထဲကိုဖြာကျလာပါတယ်။လာယာဟာနှင်းစီအိုကြီးစီကိုသွားပြီးသူမရဲ့ရင်ဘတ်ကိုအချွင်ဆုံးစိုးခတ်တစ်ခုနဲ့ဖိကတ်လိုက်ပါတယ်။သူမဟာတညလုံးအချစ်အကြောင်းကိုအသာရဆုံးတချင်းဆိုရင်စိုးခက်ကိုသူမရဲ့နှလုံးထဲကိုနက်ထက်နက်အောင်ထိုးဆိုင်လိုက်ပါတော့တယ်။တချင်းဆိုရင်းနဲ့နှင်းစည်းပင်ရဲ့ထိုက်ခါမှာပန်းတပွင့်ဆော့တင်ပွင့်လာပါတယ်။အစမှာတော့ဖြူဖြပေးရှိနေပေမဲ့လာယာရဲ့နှလုံးသွေးတွေစီးဝင်သွားတဲ့အခါမှာတော့တဖြည်းဖြည်းနဲ့ပန်းရောင်တန်းလာပါတယ်။လာယာကတော့အားအင်တွေကုံဆုံးလာပေမဲ့ဂျူလီယန်ရဲ့အချစ်အတွက်ဆက်လက်ပြီးတချီးဆိုနေခဲ့ပါတယ်။အယွန်တက်ချိန်ရောက်တဲ့အခါစူးကတ်ကလာယာရဲ့နှလုံးသားကိုထိုးဖောက်သွားပါပြီ။နောက်ဆုံးတေးတန်ကိုစိုးအားပြီးအလအပါဆုံးနဲ့အနီရဲဆုံးနှင်းစည်းတပွင့်ဟာအပင်ထိုက်မှာဝေးဝေးဆာဆာပွင့်ထွန်းလာပါတယ်။လာယာကတော့အသက်မိတ်စွာနဲ့မြက်ခင်းပင်ဟောကိုကျဆင်းခဲ့ပါပြီ။သူမရဲ့ကရုဏာတရားကအလအပါဆုံးနှင်းစည်းကိုဖန်တီးပေးခဲ့တာပါ။မနက်ခင်းမှာဂျူလီယန်ဟာပဒင်းပေါက်ကိုဖွင့်လိုက်တဲ့အခါအန်အောဝမ်းသာသွားပါတယ်။ဘလို့ကန်ကောင်းတာလေအနီရောင်နှင်းစည်းတပွင့်ပါလားလို့အော်ဟစ်လိုက်ပါတယ်။ပန်းကိုခူးပြီးသူ့ချစ်သူစီကိုပြေးသွားပါတယ်။ငှက်ကလေးရဲ့အနစ်နာခံမှုကိုသူမသိခဲ့ပေမဲ့လာယာရဲ့မေတ္တာတရားကတော့ထိုအနီရောင်နှင်းစည်းပွင့်ထဲမှာထာဝရကိုင်းအောင်နေပါတော့တယ်